အားလုံးကိုတာလီစွာပါလို့အသစ်တစ်ပံပြန်လဲပြီးနှုတ်ခွန်းဆက်သလိုက်ချင်ပါတယ်ကျွန်တော်ယုံကြည်သူတို့ရဲ့အသက်တာထဲမှာလူရည်လို့ဖြစ်လာတဲ့အခါမှာကျွန်တော်ရဲ့အနာဂတ်အတွက်အစီအစဉ်ကောင်းတွေအကြံစီကောင်းတွေလူတိုင်းကချမှတ်ထားကြမှာဖြစ်ပါတယ်အဲ့ဒီအကြံစီကောင်းတွေအစီအစဉ်ကောင်းတွေချမှတ်ထားတော့လေတစ်ခါတည်းရမှာလောကဓာတ်ရဲ့မထင်မှတ်တဲ့တိုက်ခိုက်တဲ့မုံတိုင်းတို့ရဲ့ကြားထဲမှာဒီအကြံကောင်းတွေအစီအစဉ်ကောင်းတွေကမထင်မှတ်ဖဲနဲ့ပျက်စီးသွားနိုင်တာဖြစ်ပါတယ်ပျောက်ကွယ်သွားနိုင်တာဖြစ်ပါတယ်မကြံစီထားဘဲနဲ့ဒီအရာတွေဆုံးရှုံးသွားနိုင်တဲ့အခြေအနေမျိုးနဲ့ရင်ဆိုင်ရတတ်တာဖြစ်ပါတယ်ထို့ကဲ့သို့ကျွန်တော်တို့ရဲ့ဘဝအတ္တမှာရင်ဆိုင်ကြုံတွေ့လာရတဲ့အခါမှာဘလို့ဖြည့်ရှင်းကြတယ်လဲဒါအိမ်မတန်မှအရေးကြီးပါတယ်ဒီတော့အဲ့လိုမျိုးရင်ဆိုင်ရတဲ့အခါမှာဘယ်တော့မှစိတ်ပြတ်မသွားဘူးရန်အတွက်ဖះရှင်ကအကြံစီရှိတယ်အလိုတော်ရှိတာဖြစ်တဲ့အတွက်ဒီနေ့မှာဒီဗီဒီယိုလေးဒီထိုကဲ့သို့ခံစားမှုကောင်းခံစားရမယ့်သူတွေခံစားခဲ့တဲ့သူတွေအတွက်ဒီဗီဒီယိုလေးကအတင်းအတွက်အဖြစ်ဖြစ်ပါလိမ့်မယ်။တည့်ရဲ့အသက်တာထဲမှာဘလို့အခြေအနေနဲ့ပဲကြုံရပါစေဘလို့အခက်ခဲတွေနဲ့ပဲရင်ဆိုင်နေရပါစေတည့်အနာဂတ်ကြီးပြည့်စည်သွားပြီတည့်ရဲ့ဘဝအသက်တာဒီအဖြစ်မရှိတော့တဲ့အခြေအနေမျိုးနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရပါစေ။ဘယ်တော့မှစိတ်ပြအားငယ်ခြင်းမရှိဘဲနဲ့ကြုံတွေ့ရတဲ့ပြဿနာတစ်ခုချင်းစီတိုင်းကိုအသက်ရှင်တဲ့ဘုရားထံမှာပုံအပ်ပြီးတော့ဘုရားရှင်လမ်းပြပါပို့ဆောင်ပါကောင်းချီးပေးပါကျေးဇူးပြုပါကိုရောရဲ့အကြံစီတော်နဲ့အလိုတော်ထဲမှာလက်လျှောက်အသက်ရှင်နိုင်တော်သူဖြစ်ပါစေဆိုပြီးတော့မိမိကိုယ်ကိုအနှံခြင်းအပြင်အသက်ရှင်တော်သူများဖြစ်ဖို့ရန်အတွက်အင်မတန်မှအရေးကြီးတာဖြစ်ပါတယ်ထို့ကဲ့သို့ပုံအပ်ပြီးအသက်ရှင်တော်သူတိုင်းရဲ့အသက်တာထဲမှာအမှန်တကယ်ပဲယေရှုခရစ်တော်ဘုရားကကျွန်တော်ရဲ့နှလုံးသားထဲမှာအသက်ရှင်ပေးပြီးသူ့ရဲ့ညီဝချင်းချမ်းသာထဲမှာသူ့ရဲ့ကြီးမြတ်တဲ့အကြံစီနဲ့သူ့ရဲ့မဆာပို့ဆောင်ခြင်းထဲမှာကျွန်တော်တို့ကိုအတစ်တပံပြန်လဲပြီးတော့ရှောင်းလန်းစီမှာဖြစ်သောကြောင့်ဖြစ်ပါတယ်။အဲ့ဒီအရာကိုရှောင်းလန်းရတဲ့အခါမှာကျွန်တော်တို့ဒီအနာဂတ်အတွက်ကျွန်တော်တို့ဒီပြကဲ့သို့ပူပင်ပြီးတော့စိတ်တော်ကတွေရောက်ပြီးတော့အကြံစီတွေးတော့လှုပ်ဆောင်တော်သူမဖြစ်ဘဲနဲ့ဘုရားရဲ့အကြံစီအလိုတော်ထဲမှာအကောင်းဆုံးအသက်ရှင်နိုင်ရတဲ့အခွင့်ကိုရရှိမှာဖြစ်ပါတယ်။ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။ဘုရားခင်လှုပ်စီလိုတဲ့အရာဘုရားခင်ပြုစီလိုသောကျွန်တော်ရဲ့အတွက်အနာဂတ်အတွက်အစီအစဉ်ကောင်းတွေကိုကျွန်တော်တို့ဒီဘုရားရဲ့ဖွင့်ပြချက်အလင်းအဖြစ်ပေါ့နော်ကျွန်တော်တို့အသက်တာမှာလက်ရှိခံစားပြီးတော့ကျွန်တော်ဘဝအသက်တာကိုအကောင်းဆုံးရှောက်လန်းနိုင်တော်သူများဖြစ်လာမှာဖြစ်ပါတယ်ထို့အတူပဲဒီရှောက်လန်းနေတဲ့အထက်မှာပဲဖခင်ရဲ့အသက်ရှင်ပေးခြင်းမဆာခြင်းပို့ဆောင်ခြင်းတက်တည်များကိုလည်းအသက်တာထဲမှာညီတွေ့ခံစားပြီးမှတက်တည်ခံပြီးဘဝအသက်တာကိုကြော်ဖြတ်ခွင့်ကိုလည်းရရှိမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ညမှာကျွန်တော်အားပေးခြင်းတဲ့အကြောင်းအရာဒီမိမိတို့ရဲ့အနာဂတ်အတွက်ဘလို့အခြေအနေအခက်အခဲတွေနဲ့ပဲရင်ဆိုင်ရပါစေစိတ်ပြည့်ခြင်းအားငယ်ခြင်းတွေနဲ့ပဲကြုံဆုံရပါစေဘယ်တော့မှနောက်မဆုတ်ဖဲနဲ့ထိုအသက်ရှင်တဲ့ဘုရားထံမှာပုံအပ်ပြီးတော့သူပို့ဆောင်ပေးတဲ့ညီဝချင်းချမ်းသာတဲ့မှာကျွန်တော်ဒီအတူတူကဝန်ခံအသက်ရှင်ရှောင်းလန်းခြင်းအပြင်ဘဝအသက်တာကိုကြော်ဖြတ်နိုင်ကြဖို့ရန်အတွက်ဒီနေ့ညမှာဒီတတိခံဝင်ပြတဲ့တိုက်တွန်းနှိုးဆော်ခြင်းအပြင်ရောက်တိုင်းကိုကျွန်တော်အားပေးချင်တာဖြစ်ပါတယ်ရောက်တိုင်းပေါ်မှာဖျက်ရှင်သားလေးကောင်းကြီးရှိပါစေ။